လာရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာမကြခင်ချိန်တွင်းမှာဆိုလို့ရှိရင်တော့ရဲစီမျိုးသမီးအာရှဗလာ2026ခြေစစ်ပွဲဂရုစီရဲ့ပွဲစဉ်တစ်ပွဲဖြစ်ရှင်းပန်းကစားသွားကြမယ်ဘင်္ဂလားဒေ့ရှ်လေစစ်မျိုးသမီးဘောလုံးအသင်းနဲ့မြန်မာလေစစ်မျိုးသမီးဘောလုံးအသင်းတို့ရဲ့ပွဲစဉ်ကတော့မကြခင်ချိန်မှာစတင်ပြီးတော့ရှင်းပန်းကစားတော့မှာပဲဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းအနေနဲ့ကတော့ဘောထက်ကစားသမား17ယောက်စီးမှာတော့ဂုသမားနေရာမှာတော့ကျော်နမတ်1ရူနာခြားသောကစားသမားတွေအဖြစ်ကတော့ကျော်နမတ်2ရှီယူလီအစင်ကျော်နမတ်3ရှန်စွန်နဟာကျော်နမတ်4အဖီဒါအသင်းကောင်းဆောင်ကျော်နမတ်5ကိုဟာဒီကျော်နမတ်6မိုနီကာကျော်နမတ်9ဆပ်နာရာနီကျော်နမတ်10မာရီယာမန်ဒါကျော်နမတ်10တိုဟူရာကျော်နမတ်19ရီတူပေါ်နာနဲ့ကျော်နမတ်20ရှန်စွန်နဟာတို့ဘောထက်ကစားသမားစီးမှာတော့အသုံးပြုလာပဲဖြစ်ပါတယ်ဒီမြန်မာလေးတွေအမျိုးသမီးအသင်းရဲ့ဘောထက်ကစားသမား17ယောက်စီးမှာတော့ဂုသမားနေရာမှာတော့ကျော်နမတ်22မျိုးမြမြငိပေါ်ထွက်လာခဲ့ပြီးတော့အခြားသောကစားသမားတွေဖြစ်ကတော့ကျော်နမတ်2နှင်းပွင့် A ကျော်နမတ်4ဆုံးရဦးကျော်နမတ်5ဖြူဖြူဝင်းကျော်နမတ်6နော်ထရဝီကျော်နမတ်8စန်းတော်တော်ကျော်နမတ်10ခင်မမိုထွန်းအသင်းကောင်းဆောင်ကျော်နမတ်17ယူပါခိုင်ကျော်နမတ်19ရွှေရီထွန်းကျော်နမတ်21ရုံးဝရီလိုင်းနဲ့ကျော်နမတ်23ခင်မျိုးတန်နာထွန်းတို့ပေါ်ထွက်လာပဲဖြစ်ပါတယ်ဖြူခွေးဝသိကြီးထွန်းဝင်းဝင်းအစရှိတဲ့ကစားသမားတွေကိုတော့ဒီပြကြီးအဆိုအိုကီရန်စင်းမှာပဲသုံးမိလာတာတော့တွေ့ရတယ်ဗျာဝင်ပွဲမှာအတွေ့အကြုံတွေဝင်ဝင်ရတော့အရင်စင်းမှာပဲရှိနေခဲ့တယ်ဗျအခုလိုရှင်တော့ပွဲစားရဆိုတဲ့မြန်မာတင်မဲ့ယူရီလာအေရီယာတွေကိုဖျက်ပို့ပေးထားတယ်ပိုက်ကန်လာပြီဆိုဘင်္ဂလားဒေ့ရှ်ပဲရှက်စွန်နာဟာအေရီယာဝင်လာပြီချိန်မှာတော့ကွင်းလက်တန်ကပြစ်ထန်မောတတ်မှတ်ထားခဲ့တာဖြစ်ပါတယ်နေငယ်တော့အန်ဒီများတယ်ဗျဒီပွဲလန်ကန်လာပြီရထွက်လာထက်ကန်တယ်ဂိုးတယ်များဒီချိန်မှာတော့ပြိုင်ဘက်မြန်မာအသင်းရဲ့အေရီယာထိန်နောက်မှာရရှိလာတဲ့အခွင့်အရေးတစ်ရပ်ကိုဘင်္ဂလားဒေ့ရှ်အသင်းအကောင်းဆုံးတုံးချသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပေါ်ပါတယ်ကနေ့ဆိုရင်ရရှိလာတဲ့လွတ်တဲ့ကံဘောကနေလူတိုင်းကိုထိပြီးတော့ပြန်ထွက်လာတဲ့ဘောလုံးရီဂျူဘောနာဒီကရိုင်ပဲဒုတိယအချိန်ကန့်သွင်းပြီးတော့ဘင်္ဂလားဒေ့ရှ်အသင်းအတွက်လိုအပ်နေတဲ့ဥဆောင်ကိုတော့သူပေးသွားခဲ့တာပဲဖြစ်ပါတယ်ရီဂျူဘောနာရဲ့ပထမအချိန်ကန့်ချက်ကကောင်းဝင်ခဲ့သလိုဒီအချိန်ကန့်ချက်ကပူပူကောင်းဝင်ခဲ့ပြီးတော့တွင်းကိုဖြစ်ပါပြောင်းလဲနိုင်ခဲ့တာပဲဖြစ်ပါတယ်ဖွင့်ပွဲစဉ်မှာတော့လည်းနာဒီအသင်းအတွက်တွင်းကိုတွင်းပေးနိုင်ခဲ့တဲ့ကျွန်တော်မဆက်ခွန်ရီဂျူဘောနာဒီချိန်မှာလည်းအသင်းကိုတော့ဥဆောင်ကိုစပြီးတော့တွင်းသွားခဲ့ပြီပဲဖြစ်တယ်ဗျာဒီမှာအေးရဖြတ်ချိုးပေးလာပြီးခေါင်းတိုက်ပြီးတကယ်ကိုမြန်မာအသင်းတော့ကံကောင်းလုံးနဲ့အခြေအနေတည်းရလို့ပဲပြောရမှာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းနောက်ထပ်ဥဆောင်ကိုထပ်ပြီးတော့ရသွားနိုင်တဲ့အကောင်းဆုံးခွင့်ရေးလဲဖြစ်တယ်ဗျာတိုက်စစ်ကရှက်စွန်နဲ့အပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမဲ့လည်းသူ့ရဲ့အဆုံးသက်ချက်ကဂိုးတိုင်ထိပြီးတော့ထွက်သွားခဲ့လို့မြန်မာအသင်းတော့တတ်တာရခဲ့လို့ပြောရမှာဖြစ်ပါတယ်စံတော်ရှူမပြီးတာနဲ့နော်ထထဝေလွတ်ချွတ်ပဲမြန်မာကစားမ2ယောက်တော့ခင်ဗျာရပါခင်ဗျာလွတ်ချွတ်ပဲကန်လာတယ်ဒါပေမဲ့အနေထားတော့ဒီတမောဖြစ်သတ်မှတ်ထားတဲ့အနေထားတစ်ခုပဲဖြစ်ပါတယ်ဒီသားချင်း35မိနစ်မှာမြန်မာအသင်းပြန်လည်ပြီးတော့ရရှိတဲ့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်ထောင်ချောက်ကိုဖောက်ထွက်လာခဲ့တဲ့ထရဝီနဲ့ရွှေရီထွန်းလေပေးရတယ်ယူရီလိုက်ညောင်ပြတော့ပေးတာနော်ထရဝီရှုမျောပေးတာလေစန်းတော်တော့ရှော့ပြတ်တက်လာခဲ့မြတ်ဒါပေမဲ့ဘုသမားပဲရှေ့ထထလာခင်မိုးထိုးကိုမမရှိတဲ့ကိုမရဲလက်ကန်လိုက်ပြန်ပြီတင်ကောင်းဆောင်ခင်မိုးထိုးဖြစ်ပါတယ်ဘောနဲ့တက်မှတ်ခဲ့ခြင်းမရှိတဲ့အနေအထားလိုပဲဆိုမှာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းဂိုးသမားရူနာသူရဲ့သားနေကြပုံစံအတိုင်းပဲလွတ်ထွက်လာတဲ့ဘောလုံးတွေကိုဂိုးအေရီယာအပြင်ဘက်ထိတက်ပြီးတော့ရှင်းထုတ်ထက်တဲ့အနေအထားကိုတင်ကောင်းဆောင်ခင်မမိုထွန်းခွင့်ရယူဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့သူ့အနေနဲ့ကလည်းပြင်းလွှမ်းရင်းကနေယူတီအကန်ရတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မလို့ဘိုးဖြစ်တော့ပြောင်းလဲနိုင်ခဲ့ခြင်းမရှိဘူးခင်ဗျာစင်မုတ်ထားကြီးမြပြူဝင်းဒီရဲကိုမပေးထားတယ်ကောင်းတယ်မကြိုးစားတယ်ဒီပခိုင်လာကန်လာတယ်အဲဒီတော့နော်တော့ကိုင်းတယ်ဘာတိုင်းကြည့်ပြီးတော့ပြန်ထွက်လာတာဖြစ်တော့ကြောင်းမလို့ဒီကောင်တက်မဲ့ဖို့တော့တပြေးပြေးနဲ့နီးစပ်နေပြီလို့ပဲဆိုရမှာဖြစ်ပါတယ်
ဒီဟာပြင်ဘက်ကနေယူပါကန်ရဲ့ကန်ချက်ကကောင်းတယ်ဗျာဒါပေမဲ့ကန်ဒီယာကတော့မြန်မာအသင်းဘက်မှာရှိနေဖို့အတွက်ငယ်ငယ်ဝေးကွာနေခဲ့တယ်ခင်ဗျာယူဝင်းမင်းရှစ်ပို့ပြီးသားတယ်ညာဒီကောင်းဦးတွေမြနော်ထထဝေးဂျုံရီလိုင်းနော်ထထဝေးပဲတားဘောတော့လှတယ်ဗျာဂျုံရီလိုင်းခြေကြည့်နေတယ်ဘယ်သူမှမပေးသေးဘူးတစ်ချက်ပြန်ခောက်ထားတယ်ညာထဲမှာလွတ်နေတယ်ဗျစမ်းတော်အေရီယာထဲမှာထိတ်စားတယ်လက်ကမ်းပြီတော်ရရှိလာတဲ့အခွင့်အရေးကိုအေရီယာထိတ်ဆက်မာနေမယ်သုံးသက်ဖို့အတွက်အကျိုးသားခဲ့တာပဲဖြစ်ပါတယ်ချက်လူဆိုတော့ဆေးရပြီလေဒီရဲဝင်လာပြီလေနောက်ကျနေတယ်ဗျာအသင်းလေမြန်ပဲပြေးဝင်ပြီးတော့ရှုပ်ထားတယ်ဗျဇူရဦးရှူထိုက်ကနေပေးထားတယ်ပြူဝင်းဒီရဲဝင်ဖို့ကြိုးစားနေတယ်ပြူဝင်းဒီရဲမှာတော့လဲကျသွားခဲ့တယ်ခင်ဗျာဒါပေမဲ့ပြန်နေပြည့်တဲ့အဖြစ်သတ်မှတ်ဖို့တော့ကလေးတိုင်းကတော့ညှင်းဆန်ထားခဲ့တယ်ခင်ဗျာရီတူပေါ်နာဘယ်ကျမ်းပါပဲခင်ဗျာဝင်ပွင့်အေကိုဖြစ်သူကြိုးစားနေတယ်ကြော်လာတယ်ခင်ဗျာရီတူပေါ်နာဟိုလေးကိုအနေရများတဲ့နေထားတစ်ခုပဲခင်ဗျာရီတူပေါ်နာရဲ့ဖြစ်တည်ပေးဖို့မှုကိုကွင်းလျံနေတောက်လျှောက်လိုက်တက်လာခဲ့တဲ့မိုနီကာလိုက်တဲ့ပိတ်သွင်းမှုအတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ကြည့်နေဗျမြန်မာအသင်းပဲနောက်တန်းမှာပုံမှာရှိနေခဲ့တဲ့ဇူရဦးလူပေးတာမှားသွားပြန်ပြီခင်ဗျာရီတူပေါ်နာဘင်္ဂလားဒေ့ရှ်အသင်းပဲခွင့်ရကိုအသုံးချနိုင်မလားစောင့်ကြည့်ရမယ်ရီတူပေါ်နာရှုံးလာကန်လာပြီပွဲစီပေါ်နာရဲ့ဒုတိယမြောက်သွင်းကိုဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အသင်းကိုဦးဆောင်စေခဲ့ပြန်ပြီဖြစ်တဲ့သွင်းကိုတကိုးပဲဖြစ်ပါတယ်။ဒီမှာနောက်တန်းအမားအနေနဲ့ဘင်္ဂလားဒေ့ရှ်အသင်းဒုတိယမြောက်ဦးဆောင်ကိုထပ်မံပြီးတော့ရရှိသွားခဲ့ပြန်ပြီဖြစ်တယ်ခင်ဗျာ။ပထမသွင်းကိုသူ့ပေးခဲ့တဲ့ဂျော့နမဆက်ခွန်ရီဒူပေါ်နာပဲလက်လက်ပပသူ့ပေးခဲ့ပြန်တာပဲဖြစ်တယ်ခင်ဗျာ။ဒါနဲ့ရရှိသွားတဲ့သွင်းကိုမှာတော့မာတင်နောက်တန်းကစားသမားတွေရဲ့မားနေတဲ့ရီတူပေါ်နာရရှိလာတဲ့အခွင့်အရေးကိုတော့ပိုင်နိုင်ဆုံးအသုံးချသွားခဲ့တာပဲဖြစ်ပါတယ်ဒီအချိန်နဲ့နည်းငယ်ထွက်နေခဲ့တဲ့မာဂုသမားမျိုးမြမြငင်းကိုပါကြော်ပြီးတော့ပေါ်နာအခုလိုပဲလက်လက်ပပအဆုံးသက်သွားခဲ့တာဖြစ်တယ်နော်ဒါကြောင့်မလို့လက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းက2ဂိုးဂိုးပြီးဆိုတဲ့အနေအထားတစ်ခုနဲ့မာတင်ကိုတော့ဦးဆောင်နေခဲ့ပြီခင်ဗျာဝင်းပြန်ခောက်ထားတယ်ဝင်းမင်းဒီကိုမျောပေးထားတယ်ယူလက်ကဲမချိုးလာတယ်နောက်တန်းနဲ့ညှိပြီးတော့ပြန်ထွက်သွားခဲ့တာပဲဖြစ်ပါတယ်လာတဲ့အသင်းမင်းနီကာပြန်တွဲထားရဗျာလာတဲ့အသင်းသူကနေပေးထားတယ်အောက်လျှောက်လိုက်ဖို့ကြိုးစားမြန်မာကိုသမားထွက်လာပြန်ပြီဗျာမြန်မာကိုသမားကကြော်ထားတယ်ဗျာလူသားကသမားဆူချန်နာရတော့ဖြတ်ပို့ပေးရတယ်ဂိုးတွေကိုသွားပြန်ပြီဗျာတို့ယူအနေရများတဲ့အနေထားတစ်ခုကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်စံတော်ရှုံမျောပေးထားတယ်နနိုးခင်လူကြည့်သူပဲလွတ်ထွက်သွားတယ်နနိုးခင်ကိုသမားနဲ့တယောက်ချင်းပဲရက်ခောက်ထားတယ်နနိုးခင်လက်ကမကျိုးသားတယ်ကိုသမားကိုဖျက်ချော်ဖို့ကြိုးစားရင်းနဲ့ပဲပြဿနာနဲ့ကြုံတွေ့သွားခဲ့တာပဲဖြစ်ပါတယ်ကိုသမားနဲ့တယောက်ချင်းရင်ဆိုင်တွေ့ရတဲ့အနေထားတစ်ခုကနေမာတဲ့အသုံးချနိုင်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာစံတော်ရဲ့အကွက်မြင်ပေးပို့မှုကနေလူကျွန်ထောင်ချောက်ကိုဖောက်ထွက်ပြီးတော့မျက်နှိုးခင်းဒီမှာဖျက်ချော်ဖို့ကြိုးစားခဲ့တာပဲဖြစ်တယ်ခင်ဗျာအခုပြန်ပြီးတော့ပေးတာခင်ဗျာလင်းလေဦးဒီမှာရှိနေကြတဲ့ဖြူဖြူဝင်းဒါကြောင့်ထုတ်ပေးတာတွေဝင်းဝင်းခင်ဗျာဝင်းဝင်းဆွဲလာပြီဗျဝင်းဝင်းပဲခင်ဗျအိန္ဒိယလည်းဝင်လာပြီဝင်းဝင်းချက်ခောက်ထားတယ်ဝင်းဝင်းခောက်ထားသေးတယ်ဝင်းဝင်းငါအသိမဲ့ဒီကောင်တော့ခင်မမော်ထိုးအိန္ဒိယမှာလဲကျသွားခဲ့တယ်ခင်ဗျဒါပေမဲ့ကွင်းလိုက်တာကတော့ပွဲကိုဆက်လက်ပြီးတော့ရှင်မြိုင်ကစားစေတယ်ခင်ဗျပယ်နယ်တီကိုတော့လစ်လျူရှုထားတာပဲဖြစ်ပါတယ်စီကံပိုးပေးထားတယ်ဒီမှာအသိမဲ့စမ်းတော်လွတ်လွတ်ကျွတ်ကျွတ်ပဲအိန္ဒိယလည်းဝင်လာပြီစမ်းတော်ဂိုးသမားနဲ့တယောက်ချင်းပဲချိုးပြီးတယ်ဘေဘီဂိုးပြီခင်ဗျ
လက်ရှိမှာတော့ပွဲသားချင်း88မိနစ်ရောက်မှာဝင်းဝင်းကပဲကျွန်တော်တို့မြန်မာအသင်းလိုအပ်နေခဲ့တဲ့ချီပါဂိုးတစ်ခုကိုတော့စတင်ပြီးတော့သွင်းယူလိုက်ပြန်ပြီဖြစ်ပါတယ်လက်ရှိမှာတော့2ဂိုး1ဂိုးဆိုတဲ့ရလဒ်အနေထားတစ်ခုထွက်နေတဲ့အခြေအနေမှာမြန်မာအသင်းအတွက်လက်ကျန်ပွဲကစားခြင်းကတော့နာကျင်အချိန်ပိုတွေပါတတ်မှတ်မယ်ဆိုလို့ရှိရင်တော့9မိနစ်6မိနစ်ဝန်းကျင်လောက်ပဲလိုအပ်နေတာဖြစ်ပါတယ်ခွင့်ပွဲစဉ်မှာမြန်မာအသင်းအတွက် hat-trick သွင်းယူပေးထားတဲ့ဝင်းဝင်းဒီနေ့ပွဲစဉ်မှာလေရန်ခုံကနေထလာပြီးတော့မြန်မာအသင်းအတွက်လိုအပ်နေတဲ့သွင်းကိုတစ်ခုကိုတော့စမ်းတော်ရဲ့ပေးပို့မှုကိုအကောင်းဆုံးပိတ်သွင်းပြီးတော့ရောက်ယူပေးခဲ့ပြီပဲဖြစ်ပါတယ်လက်ကျန်ပွဲကစားခြင်းတွေမှာကွင်းထဲမှာရှိနေတဲ့မျိုးသမီးအသင်းရဲ့ကစားသမားတွေနဲ့အတူကျွန်တော်တို့ရဲ့ပြည်သက်တွေရဲ့အားပေးမှုကပါတော်တော်လေးကိုအရေးပါတဲ့အနေအထားတစ်ခုကိုရောက်ရှိနေခဲ့ပြီပဲဖြစ်ပါတယ်အသင်းမဲ့ဘောင်းလာတယ်မထက်လူဘယ်လိုကြိုးစားနေတယ်မထက်လူပဲလက်ချသွားနေပြန်ပြီခင်ဗျာဒီမှာလဲခွင်းလိုက်တိုင်းကဒီကဘောတော်တတ်မှတ်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာဘင်္ဂလားဒေ့ရှ်အသင်းရဲ့ပနေအေရီယာထိတ်အဆက်မှာဟိုရိုက်ဖို့ကြိုးစားရင်းနဲ့မထက်လူကိုဟာဒီနဲ့ထိမိပြီးတော့လဲချသွားခဲ့တာပဲဖြစ်တယ်ခင်ဗျာဒီမှာလဲဂျော်ဒန်ခွင်းလိုက်တိုင်းကပြက်ပြက်တတ်ကိုညှင်းပယ်ထားခဲ့တာပဲဖြစ်တယ်ခင်ဗျာမာရီယာဇူယာဦးစုကနေပေးထားတယ်ဘင်္ဂလားဒေ့ရှ်ပဲခေါင်းဦးတွေမြမာသင်းမဲအကစားဝန်သားရှင်ပြည်သက်များခင်ဗျာကျွန်တော်အစီအကံတင်ဆက်နေစဉ်အတွင်းမှာပဲဘင်္ဂလားဒေ့ရှ်အသင်းနဲ့မြန်မာအသင်းတို့ရဲ့ပွဲကစားခြင်းကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲပြီးဆုံးတဲ့အချိန်မှာတော့ဘင်္ဂလားဒေ့ရှ်အသင်းက2ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့မြန်မာအသင်းကိုအနိုင်ကစားသွားပါတယ်ဆိုတဲ့အကြောင်းအစီအကံတင်ဆက်ရင်းနဲ့ပဲကျွန်တော်ရဲ့ဒိုင်ထုတ်နေမှုကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာအားပေးကြည့်ရှုခဲ့ကြတဲ့ပြည်သက်တယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ